UFC ရဲ့10ရက်တွင်မတူညီသောဝိတ်တန်တစ်ခုမှာပြိုင်ဘက်ကိုတစ်ချက်မှအထိမခံပဲစံချိန်တင်အနိုင်ယူခဲ့တဲ့လက်ရှိ MMA လောကရဲ့အကြမ်းဆုံး fighter ဒုက္ခသည်ဖြစ်တဲ့တိုင်းတစ်ပါးမှာခြေချရုပ်ခံရင်မထင်မဲ့ပဲကြည့်ဖြစ်တဲ့ကော်နာမိုက်ကင်ကိုရဲ့ပွဲကြောင့် MMA လောကတွေကိုခြေစုပ်ပြည့်ဝင်လာခဲ့တဲ့သူခမ်ဆတ်ချီမာယာလို့ပြောလိုက်တာနဲ့ boss ဆိုတဲ့နာမည်ပြောင်းတဲ့သူ Ice Master Everybody ဆိုတဲ့သူ့ရဲ့ကြိုးဝါအတန်ကိုပါတွဲမြင်မိကြမှာပါတကယ်တော့ခမ်ဆတ်ဟာရုရှားနိုင်ငံခြေချင်းများရဲ့စစ်မီတွေကြားမှာဗုဒ္ဓတွေနဲ့အတူပြေးရလွှားရင်းနဲ့မွေးဖွားခဲ့ရတယ်သူအသက်2နှစ်သားအရွယ်မှာတော့ခလေးပီညီကိုညောင်းမြောက်ဆောင်အောင်ဆော့ကစားရင်တေကားပေါ်ပြုတ်ကျတဲ့အချိန်ကြောင့်နှကန်းကွဲတဲ့ဒဏ်ရာရခဲ့နောက်ပြီးသူကလပန်းအားကစားနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာရတာကြောင့်လပန်းအားကစားကိုအသက်ဆူရတာထက်ပိုပြီးကြမ်းနှစ်သက်တဲ့ဆိုရင်လည်းမမှားဘူးဗျအဲ့ဒီနောက်နိုင်ငံရေးကြက်တဲမှုတွေကြောင့်ပဲမိသားစုလိုက်ဆွေးနွေးနိုင်ငံကိုပြောင်းရွှေ့ခဲ့ခမ်ဆတ်ဟာဘာသာစကားမတူဒလေးစရိုက်မတူတဲ့နေမြေဈေးတစ်ခုမှာအခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ရတယ်ဒါတွေမကသေးပဲမိသားစုစားဝတ်နေရေးတောင်းကသူ့ပခုံးပေါ်ရောက်လာတယ်လို့ပဲပြောရမယ်ဗျတလိษံမွေးမြူရေးစက်ရုပ်တွေမှာအလုပ်လုပ်ပြီးလုံခြုံရေးအလုပ်တွေလုပ်ကိုင်ခဲ့ရတယ်ဒီလိုနဲ့သူ့ဘွားရဲ့အချိုးကွေ့အချိန်လို့ပြောရမယ်အလုပ်အနားယူချိန်15မိနစ်လေးအတွင်းမှာကော်နာမိုက်ကီကိုနဲ့အော်ဒိုပွဲကိုကြည့်ပြီးနောက်သူ့ခေါင်းထဲမှာဝါးနဲ့အတွေ့အကြုံပေါ်လာခဲ့တယ်ဗျဒီလူတွေကတန်းနဲ့ချီတဲ့ပတ်စံတွေအများကြီးကိုမိနစ်ပိုင်းအတွင်းရနိုင်ပြီငါကတော့သူတို့လိုဘာလို့မလုပ်နိုင်သေးတာလဲလို့ကိုမေးခွန်းတွေနဲ့အမြဲတွေးမိနေခဲ့ဒါပေမဲ့ခမ်ဆတ်ဟာတစ်ချိန်ကလပန်းအားကစားမှတဲ့စူးတစိတ်ပေါင်းများစွာစုခုထားတဲ့သူဖြစ်တာကြောင့်လူငယ်ပြီးလက်တွေ့စမ်းသပ်ခြင်းနဲ့စိတ်ကပြေးပြနေတယ်လို့ပဲပြောရမယ်ဗျမိဘတွေရဲ့မိကြဆုံးသွားရလို့လုံလဲဆိုတဲ့တားမြစ်တဲ့စကလုံးတွေကိုလစ်လူစုက MMA လေးကျင့်စူးတွေပြည့်နေတဲ့လမ်းပေါ်ကိုစပြီးစောက်ခဲ့ကိုယုံကြည်မှုစစ်စစ်နဲ့2019-2020ခုနှစ်အတွင်းမှာတော့ပျော်တမ်း MMA 3ပွဲကစားခဲ့ပြီးအဲ့ဒီ3ပွဲစလုံးကိုအငင်းပွားဖွယ်မရှိအနိုင်ရခဲ့အဲ့ဒီနောက်ဆွေးနွေးနိုင်ငံမှာသူ့ရဲ့ပထမဆုံး professional ကစားသမားဘွားကိုရရှိခဲ့ပြီးအဆင့်လေပိုင်းအဖွဲ့အစည်းတွေနဲ့စာချုပ်ချုပ်ဆိုခဲ့။ဝတ်တဝိတ်ပွဲတက်ဖြစ်တဲ့ Edge ခောက်ကိုမုံမိတ်သွားလောက်တဲ့ထိုးချမ်းတဲ့သူ Knockout of the Night ဆိုတဲ့ဆုကိုရရှိခဲ့။ဒါပေမဲ့အောင်မြင်မှုတွေအဆင့်ရနေတုန်းမှာကိုဗစ်ရောဂါသူ့ကိုတေလို့မျိုးပါဖြစ်စေခဲ့။သွေးအပ်တဲ့အထိဖြစ်ခဲ့တာကြောင့်ကစားသမားဘွားကနေအနားယူမှုထိကြီးညာခဲ့ဖူးပါတယ်။မိုးပရင်တကောက်ခစ်ကုတ်ပြီးလို့လူအများကလှောက်ပြောင်ခဲ့ကြပေမဲ့သူကအဆုံးမပေးပဲတင်မင်းတကားဝါကနေ UFC ကိုတကြော့ပြောင်ဝင်ရောက်လာခဲ့ပါဒီလိုနဲ့2024ခုနှစ်အောက်တိုဘာ26ရက်နေ့မှာတော့ Robert Whittaker ကိုအနိုင်ရခဲ့ပေမဲ့မေယိုလွဲသွားခဲ့တယ်ဗျအဲ့ဒီနောက်ခမ်ဆတ်ရဲ့ပုံရိပ်ဟာတဖြည်းဖြည်းနဲ့ကြီးထွားလာပြီး2025ခုနှစ်ဩဂုတ်လ16ရက်နေ့ UFC 319မှာတော့ Dragon Duplessis ကိုအနိုင်ယူပြီး Middleweight Champion စဖြစ်လာခဲ့ Esse da Saúde, eu pela. Essa dúvida que eu tomei de lá já. Em galera se ela se diz que isso que ela não é bom. Tem da gal. ခုချိန်မှာတော့ခန်းဆက်ချီမာယာဟာအမေရိကန်ဒေါ်လာ9သန်းနီးပါးထိအောင်ချမ်းသာလာခဲ့ပြီးနိုင်ငံကုန်းဆောင် MMA ကစားသမားတယောက်မဟုတ်ပေမဲ့ချစ်ချင်းများကနွယ်ပန်းလာတဲ့မိဘမဲ့ကလေးတွေကိုထောက်ပံ့ရင်ချစ်ရတဲ့မိသားစုနဲ့တူဘဝကိုပျော်စင်စွာဖြတ်တန်းနေနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ခေတော့လူတယောက်ရဲ့အတွေ့ဟာသူ့ရဲ့ဘဝပါပဲ။ကောင်းတာတွေတွေးရမရရင်ကောင်းတာတွေကိုပို့လို့ဖြစ်မယ်။ဒါပေမဲ့ negative ဘက်ကိုရောက်စေတဲ့အတွေ့တွေးရများတဲ့အခါမှာဘလောကလုံးမှာကိုကပဲထိကျန်ဆိုကိုကပဲအဆိုးဆုံးလို့တွေးတတ်တဲ့ထီနစ်မွန်နေတတ်ပါတယ်ဒါကြောင့်ကိုတူနဲ့ကိုဘောက်နစ်မောအောင်လုပ်တဲ့သူဖြစ်ပါစေ။ကိုတူနဲ့ကိုဘောက်ကိုတူတက်နစ်မအောင်လုပ်တဲ့သူဖြစ်ပါစေ။